လူသက်သမားတယောက်စီကထွက်ပြေးလွတ်မြောက်ဖို့လူတယောက်ကတက္ကစီမောင်းသမားကိုဒေါ်လာ1 သိန်းတန်းပြီးကမ်းလှမ်းလိုက်တဲ့စီကံချက်ကရှင်းရှင်းလေးစိတ်ကိုမိနစ်20ထက်နောက်ကျလို့မရဘူးတက္ကစီသမားကပြုံးပြီးဆရာကျုံ9 မိနစ်တည်းနဲ့အရောက်ပို့ပေးမယ်လို့ပြောလိုက်တယ်ဟိုလူလည်းဘာမှမစင်စားတော့ပဲကားထဲကိုအမြန်ဝင်ထိုင်လိုက်တယ်ကားဆက်ထွက်လိုက်တာနဲ့တက္ကစီသမားကလှုပ်ဝက်ခလုတ်တစ်ခုကိုနှိပ်လိုက်တယ်မျက်စိတမိတ်တွင်းမှာပဲကားနံပါတ်ပြရောကားရဲ့အပြင်ပိုင်းပုံစံတွေပါပြောင်းသွားတယ်ပြီးတာနဲ့လီဗာကိုအသားကုန်ဆွဲနှိပ်လိုက်တာတက္ကစီကလမ်းမပေါ်မှာမုန်တိုင်းတိုက်တယ်လို့တရားကျမ်းမောင်းထွက်သွားတယ်အနောက်မှာထိုင်လိုက်လာတဲ့လူကတော့သူ့မျက်စိသူတောင်မယုံနိုင်ဖြစ်နေပေမဲ့တက္ကစီသမားကတော့ဒီအချိန်ကိုနေတယ်လို့ထင်နေတော့မဲသူကရေလိုက်ပြီးဆရာခါဘက်ကိုတေချာပတ်ထားလို့ပြောလိုက်တယ်ပြီးတာနဲ့တက္ကစီကအဝေးပြေးလမ်းမကြီးပေါ်ကိုတန်းခုန်တက်သွားတော့တယ်ကားဂိတ်မှာရက်နေတဲ့လူတွေကတော့အဝဒကြီးနဲ့ကြောင်ကြည့်နေုံပဲတက်နိုင်တယ်တက္ကစီရဲ့အချိန်ကမြန်လွန်းလို့ကြီးစန်းရထားတောင်သူ့နောက်မှာကြံခဲ့တယ်ရှေ့မှာရဲတွေကအချိန်တိုင်းဆက်တွေနဲ့စောင့်ဖမ်းနေပေမဲ့ကားကမြန်လွန်းလို့ရဲကင်မရာတွေတောင်လိုက်မမီတော့ဘူးနောက်မှတိလိုက်ရတာကတက္ကစီကတနာရီကို218မိုင်နှုန်းနဲ့မောင်းနေတာဖြစ်တယ်ရဲတွေတောင်တုံ့လောက်သွားတယ်လမ်းမကြီးကရထားလမ်းအဖြစ်ပြောင်းသွားတယ်လို့ပဲသူတို့လည်းနောက်ထပ်စစ်ဆေးရေးဂိတ်ကိုအမြန်သတင်းလမ်းပို့လိုက်တယ်ဒီတခါတော့ရဲတွေကအမှားမခံတော့ပဲရဲပြိုင်ကားတစ်စီးကိုအသင့်ပြင်ထားလိုက်တယ်ရဲအရာရှိတယောက်ကကားကိုဆက်နိုးပြီးတက္ကစီနောက်ကိုလိုက်တော့တယ်ရဲကကားနံပါတ်ကိုဖတ်မလို့ကြည့်လိုက်တဲ့အချိန်မှာပဲနံပါတ်ပြားကနောက်တစ်ခါပြောင်းသွားပြန်တယ်ပြီးတော့ချက်ချင်းဆိုသလိုပဲကားနောက်ကနေအိတ်ဇောပိုက်6 လုံးထွက်လာတယ်တက္ကစီသမားကနောက်ထပ်ခါလို့တစ်ခုကိုနှိပ်လိုက်တာနဲ့ရုတ်တရက်ကျဲလောင်တဲ့ပောက်ကွဲတန်ကြီးထွက်လာတယ်တက္ကစီကသူ့နောက်မှာ9 မီတာလောက်ရှည်တဲ့မီးရန်ကြီးတစ်ခုကိုခြံထားခဲ့ပြီးရဲတွေရဲ့မျက်စိရှိမှတင်မျက်စိတမိတ်အတွင်းပျောက်ကွယ်သွားတော့တယ်အချိန်ကယူလောက်အောင်မြန်လွန်းလို့အမြန်ရထားတော့အနောက်မှာအဝေးကြီးကြံခဲ့တယ်ကားပေါ်ပါလာတဲ့လူကပြတင်းပေါက်ကနေအပြင်ကိုကြည့်ပြီးအံ့ဩမြင်တတ်နေတဲ့တက္ကစီသမားကပြုံးပြီးပြောလိုက်တယ်ဆရာလေးရင်ပြန်တောင်ကျုပ်ကားကိုလိုက်မမီဘူးဗျ9 မိနစ်လောက်အသားကုန်မောင်းပြီးတဲ့နောက်မှာတော့တက္ကစီကရက်သွားတယ်ဟိုလူလဲသူသွားရမယ့်ပန်းတိုင်ကိုရောက်သွားပါပြီတက္ကစီသမားကအနောက်ကိုလှည့်ကြည့်လိုက်တယ်ဟိုလူကလုံးဝတီတီငိမ့်ငိမ့်ထိုင်နေတော့မယ်ဒီလောက်မြန်တဲ့အချိန်မှတော့ခေါင်းမမူမျက်စိမပြသွားတဲ့ပထမဆုံးခရီးတယ်ပဲသူကားအပြင်ကိုထွက်လိုက်တာနဲ့ကောင်းကင်ပေါ်မှာရဟတ်ယာဉ်တစ်စီးပေါ်လာတဲ့ကျိုးတစ်ချောင်းကျလာပြီးဟိုလူကအဲ့ဒီကျိုးကိုဆွဲကင်လိုက်တာနဲ့စက္ကန့်ပိုင်းတွင်းမှာပဲလေထဲကိုပြန်တက်ပြောက်ကွယ်သွားတော့တယ်တက္ကစီသမားကတော့ဘာတွေဖြစ်သွားမှန်းနားမလည်နိုင်ပဲကြံခဲ့တော့တယ်